ဒီ customer အကြောင်းလည်းပဲဥပလာတာဆိုတာဒီနာမည်တစ်လုံးဖြစ်လာတာပါအကောင်းဆုံးဖြစ်အောင်လည်းပဲဥပလာတာကြိုးစားပါမယ်ဒါ mozzarella cheese ပါခင်ဗျဟုတ်ကဲ့ pizza cheese ပါဒါ pizza cheese ပါခင်ဗျ mozzarella cheese platter ဆိုတော့ကျွန်တော်တို့နှုတ်စီလေးနည်းနည်းစမ်းပြီးမယ်အချိုစိမ့်တော့အဲ့ဒါလေးညှက်ပြီးတော့ထည့်ပြီးမယ်နော်ဘူးလေးနဲ့ထည့်ပြီးပါမယ်ခင်ဗျကျေးဇူးပါmozzarella cheese ရပြီโอเคပါခင်ဗျဒါတွင်းသေးမလိုက် cheese platter ပါခင်ဗျအမီးတို့က mozzarella okay ဒါဒူးရင်မလိုက် cheese platter ဆိုဆရာတော်ဖုံဖုံနေမနအာယုံအတွက်ချက်သားပလာအတွက်ကျွန်တော်တို့မှာအလုတ်ဆိုပေမဲ့လည်းပဲဈေးရောက်နေအလုတ်ဆိုပေမဲ့လည်းပဲကိုကဒီထဲမှာအပြည့်အဝကိုဖုံဖုံနေဟာလာဖြစ်ပါစေစားလို့ပုံလို့စင်ပြေပါစေကျန်းမာပါစေကိုကဒီမြတ်တာစေတနာဆိုတော့ဟောကိုကုသိုလ်ရတာပဲစားသုံးသူကစတမာကြီးလည်းပဲကဲကျန်းမာချမ်းသာပြီးတော့စားရပြေဝကြပါစေဒီကအန်တရာဆင်းရှင်းကြပါစေဒီ customer အကြောင်းလည်းပဲဥပလာတာဆိုတာဒီနာမည်တစ်လုံးဖြစ်လာတာပါဒါဆိုရင်ကို mozzarella ပူပေး mozzarella cheese နဲ့ကြက်ဥနဲ့ကြော်ပေးမယ်ကိုဒါ mozzarella cheese ပါခင်ဗျဟုတ်ကဲ့ pizza cheese ပါဟုတ်ကဲ့ဗျတင်းဒီလမ်းကလည်းစီးတယ်နော်ဈေးလမ်းပဲနော်ဟုတ်ကဲ့ဒီကနေ့စီးပါလားခင်ဗျတွင်းကြနေလို့ဒါဟိုအပြင်ကနေသွားနေတော့ဒါအိပ်ပြီးတော့ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ကရက်ကွက်အတွင်းပိုင်းလေးကြားတယ်ဗျဟုတ်ကဲ့ပေါ့ဒါ pizza cheese ပါခင်ဗျ mozzarella cheese platter ကြီးပဲဟုတ်ကဲ့ကဲကျွန်တော်တို့နှုတ်စီလေးနည်းနည်းစမ်းပြီးမယ်အချိုစိမ့်တော့ဟုတ်အဲ့ဒါလေးညှက်ပြီးတော့ထည့်ပြီးမယ်နော်ဟုတ်ကဲ့ဘူးလေးနဲ့ထည့်ပြီးပါမယ်ခင်ဗျကျေးဇူးပါအဲ့ဒါဟိုမှာညှက်တာလေးအဆွေညှက်တဲ့ဘက်ကိုသွားလိုက်မယ်နော်โอเคရတာအတွက်ပေါ့နော်ပြောကြမလို့ share ပဲဟုတ်ကဲ့ mozzarella cheese ရပြီဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟုတ်သူကတပွဲကို1500မှာပတ်တိုင်းဟုတ်3နိုင်ဖွင့်ပါခင်ဗျာကိုဟုတ်ကဲ့ပလာတာတော်တော်ဆုံးပါတယ်တရားပလာတာပဲပလာတာကျဲဥပလာတာငါပြောသည် cheese ပလာတာကျဲဥ cheese ပလာတာ mozzarella cheese ပလာတာကျက်သားကီမာစိတ်သားကီမာနဲ့တူနာငါးတရာကီမာရပါတယ်ခင်ဗျာဟုတ်ကဲ့ဟောလက်ရှိတော့ဒူးရင်မလိုက် cheese ပလာတာလည်းတော်တော်များစားကြပါတယ်ဒါဒူးရင်ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ဒါဒူးရင်သေးမလိုက် cheese ပလာတာပါခင်ဗျာအမီးတို့က mozzarella တစ်ချက်ဟုတ်တယ် Okay ဒါဒူးရင်မလိုက် cheese platter တဒန်းနဲ့တော်တော်ကြာခဲ့ပါပြီနှစ်20ကျော်ခဲ့ပါပြီဟုတ်
ဟုတ်ကျွန်တော်တို့3နာရီဖွင့်ပါတယ်ခင်ဗျနေ့လယ်3နာရီကနေပြီးတော့ည7နာရီ8ခွဲလောက်ထိရပါတယ်ပုံမှန်တနင်္လာနေ့တရက်တော့ပုံမှန်ပိတ်ပါတယ်ခင်ဗျဟုတ်ကဲ့ပလာတာတစ်ချက်ကြီးတွေပါပဲခင်ဗျဟုတ်သူကိတ်ကြီးပေါ့ ဒါ လိတ်ခုတ်ဆိုတာအထက်မှာအစာထည့်ပြီးလိတ်တာခင်ဗျသူကကော့ပြန့်လို့လိတ်ပြီးတော့ကြောတာအကျွတ်ကြော်ကြတော့ကျွန်တော်တို့ပလာတာသားကြီးပဲဂျုံသားကြီးပဲသီးတံကိုအကျွတ်ကြော်လိုက်တာဒါကတော့ထက်တရပါခင်ဗျဒါမန္တလေးတို့ဘာလို့မှဆိုရင်ဒါထက်တရခေါ်တာပါ ဟုတ်ကဲ့ဗျဟုတ်ကဲ့ ကျွန်တော်ရန်ကုန်မှာတော့ပလာတာမန္တလေးဘက်မှာတော့အညာမှာတော့ဒါထက်တရ ထက်တယ် ကျွန်တော်ကြော်လိုက်ရင်ဒါခိုင်းလိုက်ရင်အထက်တွေနဲ့ ဟုတ် ရပါပြီခင်ဗျာ ဟုတ်ကဲ့ရုံနဲ့တော့ရဟုတ်ကဲ့အပေးတစ်ချက်ရပါဘူးနော် တော့လို့စိတ်ဒီတစ်ချက် အားလည်းပြောင်းရ ကိုးနေတာ ဟုတ်ကဲ့ထောက်ပပလာတာပါဒါဒီနေ့က order ရှိတယ်ကိုကျွန်တော်ရှင်မင်းအောင်သာသနာရေးတာကို ဟောရှင်တို့ဒီကားလေးပဲ ဟုတ်ကဲ့ order လုံးလုံးသေးတော့ဟိုဖုံဖုံနေအတွက်အချက်တရပတ်လဲပါပဲဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ ဟိုရိတ်တာလေးကအများတန်းလို့ရှိတယ်ကို ဟုတ်ကဲ့ ရှင်မင်းအောင်ရိတ်တာမဟာစီရိတ်တာကြီးတို့ဒီနောက်ပတိ6တက်ကြီးတွေကဖုံဖုံနေလည်းပဲ ဟောဒါလေး လူရှင်ပေါ်သလိုပေါ့ဟုတ်မနဲ့အာယုံတော့ချက်သားပလာတာတော့ဘူး ဟုတ်ကဲ့ဒါလေဟိုဈေးကောင်းနဲ့ကုသိုလ်ရတယ်လို့ကျွန်တော်တော့မြင်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဒီမှာစစ်တော်လေးတွေ ရတယ်လားဟုတ်ပါတယ် ဇန်းဆိုတာဟိုဘောပလာတာလိုဇန်းလာတာ လူစီတွေလူစီတွေရပြီ ဟောဟိုဟောထက်တရာကိုဒီတိုင်းရိုက်တာမဟုတ်ပဲနဲ့ဟိုဘယ်နဲ့ကိုဟော တော်တော်မယ်နော် ဟုတ်ကဲ့ဗျ ဥစံပလာတာပါကိုအဲမှာထောပတ်နဲ့တကြားထည့်ပြီးတော့ကျွန်တော်တို့မမလေးကြောလိုက်တာမနော်ပြီးတော့မှဘောနေနှုတ်စင်နှုတ်စင်ထပ်ပြီးစမ်းပေးတာ ဟုတ်ကဲ့ ချိုစိတ်မှုေးပေါ့ပြော ကြီးပဲဗျရှယ်ပဲ ဟုတ်ကဲ့ကြီးပါတယ်ခင်ဗျာအပလာတာကိတ်ကြီးတွေပါပဲ တကိတ်ကြီး အားရပါရ ဟုတ်ကဲ့ နှုတ်စံပလာတာရပါပြီတင် ဒီလမ်းကလည်းစီးတယ်နော်ဈေးလမ်းပဲနော် ဟုတ်ကဲ့ဒီကနေ့အစီပါလားခင်ဗျာ တွင်းကြနေလို့ဒါဟိုအပြင်ကနေသွားနေတော့ဒါတိတ်ပြီးတော့ပေါ့ ဟုတ်ကဲ့ကျွန်တော်တို့ကရက်ကွက်အတွင်းပိုင်းလေးကြားတယ်ဗျ ဟုတ်ကဲ့ပါ โอเค ရတာအတွက်ကိုနော်ပြောကြမလို့ရှယ်ပဲ ဟုတ်ကဲ့မဇလာချီစ်ရပြီ ကျောက်ဦး အန်ဒီညက်ပြပါ ဒါနော် ကျောက်ဦးမှာပြော cheese ပလာတာ ဟုတ်ကဲ့ပါခင်ဗျာ အဲ့ဒါတခုလား သူကတပွဲကို15000မှာ အဲ့ဒီလိုမျိုးတစ်ခုပဲလိုက်ပါခုနကမလို့ပြော ဟုတ်ကဲ့မမအေးမဇလာပြပါလာတာတို့ကလာအပေးကြတာအားလုံးကျေးဇူးတင်ပါတယ်နော်ဒီမှာချမ်းသာကြပါစေစာဟာဖြစ်ကြပါစေဘလာတာအကောင်းဆုံးကြိုးစားထားပါတယ်ခင်ဗျာစားသုံးသူကစတမာကြီးလည်းပဲကဲကျမ်းမချမ်းသာပြီးတော့စာဟာပြေဝကြပါစေဒီအန်ဒရဆင်းရှင်းကြပါစေ
ကိုဈေးရောက်နိုင်ဆိုပေမဲ့ဈေးတဲ့ဆိုရင်မလှူတဲ့ဈေးရောက်ပမာလူမျိုးစကားပုံရှိတယ်ဒီလိုပါပဲကိုကဒီထဲမှာစေတနာတွေမေတ္တာတွေထည့်လိုက်ဈေးရောက်တာဆိုပေမဲ့လည်းပဲကုသိုလ်တွေအများကြီးရပါတယ်ကိုဆိုရင်ဆရာတော်ဖုံဖုံနေမနဲ့အာယုံအတွက်ချက်သားပလာအတွက်ကျွန်တော်တို့မှာ ကောင်းရတယ် အလုပ်ဆိုပေမဲ့လည်းပဲဈေးရောက်တဲ့အလုပ်ဆိုပေမဲ့လည်းပဲကိုကဒီထဲမှာအပြည့်အဝကိုဖုံဖုံနေဟာလာဖြစ်ပါစေစားလို့ပုံလို့စင်ပြေပါစေကျမ်းပါပါစေကိုကဒီမေတ္တာစေတနာဆိုတော့ဟောကိုကုသိုလ်ရတာဟုတ်ဒါတကူတကာကိုပို့ပြီးတော့လုံးလဲရတဲ့အရာတွေမဟုတ်ဘူးဒါကိုရင်တဲ့ကကိုရဲ့စိတ်စေတနာနဲ့ဒီလိုလေးပဲသွားတာညဒါပဲကိုတရားလဲပါသေးတယ်ကိုဖြိုးပါစားမယ်ကိုဖြိုးကျုပ်โอเคဟုတ်တယ်အဲ့ဒါကြာတူရင်မဆိုလားဟုတ်ပြီအဲ့ဆိုသွားယူနော်တစ်ထုပ်ယူထားမော်ဇလာမှာထားရကြံသေးတယ်သွားယူထားဟုတ်ကဲ့မော်ဇလာပီဇာချစ်ကိုပြောတာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဥလာတိုင်းကစတမားတွေအဝေးမှာရောက်နေတဲ့ကစတမားတွေလည်းပဲရောက်လာပြီးတော့ဥလာတိုင်းရဲ့လက်ရလေးကိုမိစမ်းကြည့်ကြပါဦးလို့ဥလာတာဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအနီနာကစတမားတွေလည်းပဲဟုတ်ကဲ့မင်းနေမှာဆိုလို့ပါအပေးကြပါအောင်လို့ဥလာတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီကစတမားရဲ့အကြောင်းလည်းပဲဥပလာတာဆိုတာဒီနာမည်တစ်လုံးဖြစ်လာတာပါဟုတ်ကဲ့ပါ အကောင်းဆုံးဖြစ်အောင်လည်းပဲဥပလာတာကြိုးစားပါမယ်5ချက်ပါဘူး ဟုတ်5ချက်ဖြစ်တော့မဟုတ် ဒူးရင်ပါဒူးရင်ဟုတ်